မင်္ဂလာပါကြည့်လို့ကောင်းတဲ့ကိုရီးယားရုပ်ရှင်ဇာတ်ကားတစ်ခုအကြောင်းကျွန်တော်ပြောပြပြပါမယ်ဇာတ်ကားကတော့2024တုန်းကခရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကြည့်ပြီးရတော့ကြာပြီပေါ့နော်ဒါပေမဲ့လည်း review မပြောဖြစ်သေးတာပေါ့နော်ဒီဇာတ်ကားရဲ့နာမည်ကတော့ Harvin ဖြစ်ပါတယ်ဇာတ်ကားကဘယ်လိုရုပ်ရှင်ဇာတ်ကားမျိုးလဲဖြစ်ဆိုတော့ကိုရီးယားနိုင်ငံရဲ့မှာဒီအာဇာနည်တူဦးရဲ့မှာအကြောင်းကိုအခြေခံပြီးရိုက်ကူးထားတယ်ကိုရီးယားနိုင်ငံရဲ့မှာဒီသူတို့လောက်ကျန်မှုတစ်ခုလုပ်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြီးရင်ဒီလောက်ကျန်မှုကဘယ်လိုမျိုးအောင်မြင်သွားတယ်ဒီလောက်ကျန်မှုလုပ်နေတဲ့အချိန်မှာဒီတော်လိုင်းကြီးဘတော်သားတွေထဲမှာဘယ်လိုမျိုးတရှိုးတွေရှိအဲ့တရှိုးတွေကိုဘယ်လိုမျိုးကင်တွယ်တယ်ဘယ်လိုမျိုးပေါ့နော်တစ္ဆာဖောက်မတော့အောင်ဘယ်လိုမျိုးကင်တွယ်တယ်ဘယ်လိုမျိုးတွေဒါသူတို့အကွက်ဆင်နေဆိုတဲ့ဇာတ်ကားပုံစံမျိုးဖြစ်တယ်ဒီဇာတ်ကားထဲမှာကတော့နာမည်ကြီးမင်းသားဒါမင်းသားကိုဗင်ကနေပြီးတော့မှအဓိကပြုဆောင်ထားတယ်ဒီဇာတ်ကားထဲမှာကတော့ဒါဒီဘိုးကြီးမင်းသားကိုတော်လိုင်းသမားတယောက်အနေနဲ့မြင်ရမှာပေါ့နော်ဒါသူ့ရမှာ mission အောင်မြင်ဖို့တော်လိုင်းအောင်မြင်ဖို့အတွက်ဆိုရင်သူကိုယ်တိုင်အသက်ပေးနေဒါမှမဟုတ်လည်းဘာပဲလုပ်ရဆိုတဲ့ပုံစံမျိုးနဲ့ပြုဆောင်ထားတဲ့မင်းသားအနေနဲ့မြင်တွေ့ရမယ်ဇာတ်ကားကတော့ပေါ့နော်တချို့ဇာတ်ကြံကအရှင်ဒရာမာကဖြစ်ပေမဲ့လည်းပေါ့နော်အမြဲတမ်းကြီးကျန်းရဇာတ်ကားမဟုတ်ဇာတ်ကားကအငြိမ်ပိုင်းဘက်ကိုတွားတယ်ဗျာဇာတ်ကားကအငြိမ်ပိုင်းဘက်ကိုတွားတယ်ပြီးရင်ဒီနောက်ခံ background music တွေကမစားတကယ်ကိုငြိမ်လေးနဲ့ flow လေးနဲ့တွားတာပေါ့နော်ငြိမ်လေးနဲ့ဒါတွားတယ်ဆိုပေမဲ့လည်းကြည့်လို့မကောင်းဘူးလားတော့ကြည့်လို့ကောင်းတယ်ရင်တထိတ်နဲ့ကြည့်နေရတာပေါ့နော်ဒါ1909ခုနှစ်တုန်းကဒါသူတို့လောက်ကျန်မှုတစ်ခုပြုလုပ်တယ်အဲ့ဒီလောက်ကျန်မှုလုပ်တဲ့အချိန်မှာဖြစ်ပျက်လာတဲ့အဖြစ်အပျက်တွေပြီးရင်ဒါဒီလောက်ကျန်မှုကိုတွားရောက်လုပ်တဲ့အချိန်မှာယထာပေါ်မှာကြုံတွေ့ရတဲ့အခက်အခဲတွေယထာပေါ်မှာကြုံတွေ့ရတိုက်ခိုက်မှုတွေပေါ့နော်ဒီဟာတွေကလည်းပဲတိုက်ထားတာတော်မိုက်တယ်တော်ကောင်းတယ်ပေါ့နော်ဒီဗျာရုပ်ရှင်ဇာတ်ကြံကားကြီးဝုန်းတိုင်းကြီးဗျာဇက်ရှင်မြင်လိုက်တက်လိုက်ပေါ့နော်ဒီနောက်ခံ background music တွေကမဆောင်ဝုန်းတိုင်းဖြစ်လိုက်ပေါ့နော်ပြီးရင်ဇာတ်ကြံကားကိုဗျာအရန်အေးကြီးမဟုတ်ဘဲနဲ့မြူးကြီးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဇာတ်ကားကကြည့်လို့ကောင်းတဲ့ဇာတ်ကားမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒါရုပ်ရှင်အနှစ်သာရကိုလည်းခံစားခြင်းနဲ့တကယ်ဇလန်းကိုလည်းဒါ AC စိတ်အားတဲ့အချိန်မှာဒီဇာတ်ကားတွေကိုပဲစိတ်နဲ့ပြီးတော့ဇိမ်နဲ့ကြည့်ချင်တဲ့သူတွေအတွက်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရန်မြူးတဲ့ဇာတ်ကားတွေအရန်ကျန်းတဲ့ဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းမဲ့ဇာတ်ကားမဟုတ်ဘူးပေါ့နော်။ကိုရီးယားရဲ့အားသာချက်အတိုင်းပဲဒါ1909ခုနှစ်တုန်းကဝတ်စားစင်ရင်ပုံတွေနေပုံထိုင်ပုံတွေပြီးရင်ဒီယထာစီးတဲ့အချိန်မှာပေါ့နော်ဒါယထာရဲ့မှာလိုက်တင်နေပြီးရင်ယထာဘုံမှာဖြစ်ပျက်နေတဲ့ဟာတွေကဒီ1909ခုနှစ်ကိုရောက်သွားတဲ့အတိုင်းကိုဒါသူတို့တင်ဆက်ထားတယ်ကိုရီးယားရဲ့မှာအားသာချက်ဖြစ်တဲ့အတိုင်းပဲဒါစက်တင်ပြင်ဆင်တာတွေပြီးရင်ဝတ်စားပြင်ဆင်တာတွေမိတ်ကပ်ပြင်ဆင်တာတွေကမိုက်တယ်ဗျာကွက်တိကြတယ်ပေါ့နော်ဒီလိုမျိုးဒါအမိုက်စားပြင်ဆင်မှုတွေကိုလည်းဒီဇာတ်ကားထဲမှာမြင်တွေ့ရမယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဒီဇာတ်ကားကသူ့ရဲ့ရိုက်ချက်တွေကမိုက်တယ်အဲ့တော့ရုပ်ရှင်ကိုတကယ်အနှစ်သာရကြည့်ရသူတွေရုပ်ရှင်အနှစ်သာရကိုကြိုက်တဲ့သူတွေအတွက်တော့ဒီဇာတ်ကားကကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်တယ်ပြောမယ်ဆိုရင်ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာလို့ရတဲ့ဇာတ်ကားတစ်ခုဖြစ်တယ်ရိုက်ချက်တွေမိုက်တယ်အဝိကရိုက်ချက်တွေပြီးရင်အနိကရိုက်ချက်တွေပြီးရင်မြေထဲရိုက်ချက်တွေတော်တော်မိုက်တယ်ဒီကားထဲမှာကျွန်တော်အကြိုက်ဆုံးပေါ့နော်အရာကတော့ရုပ်ရှင်တကားလုံးထဲမှာကာလာဖင်ပေါ့နော်ရုပ်ရှင်တကားလုံးထဲမှာဖင်ကာလာကတော်တော်လေးကိုမိုက်တယ်ဒီလုံးချံမှုကဗျာတိတ်တိတ်ဆိတ် ACC လေးလောက်ရတာပေါ့နော်အဲ့တော့အဲ့တိတ်တိတ်ဆိတ် ACC လေးနဲ့ဒါဒီရုပ်ရှင်ဇာတ်ကားကိုဟောမနော်ဒီ match ဖြစ်အောင်ညီမျှအောင်လို့သူတို့တုံးထားတဲ့ lighting မီအလင်းမောင်တော်တော်မိုက်ပါတယ်ကျွန်တော်ကတော့ဒီဇာတ်ကားထဲမှာအကြိုက်ဆုံးအရာကိုပြောပါဆိုရင်တော့ lighting မီအလင်းမောင်ကစားထားတာကိုအကြိုက်ဆုံးပါဒါသူတို့ဒါလုံးချံသူတွေသူတို့တော်လိုင်းရေးသမားတွေဒီပုံလင်းမြင်တာဆိုတော့မတွေ့ရဘူးတချို့အခန်းလေးထဲမှာတွေ့ရတယ်အခန်းလေးထဲမှာတွေ့ပြီးတော့အဲ့အခန်းလေးထဲဒီပုံလေးမှာမိအိမ်ထွန်ထားတဲ့ပုံစံလေးတွေပြီးရင်ဒါသတင်းပေါက်ဘေးကနေပြီးတော့ကျွန်တော် lighting ဝင်လာတဲ့အလင်းရောင်တွေပြီးရင်တခြားဒီလိုအခန်းထဲမှာနည်းချင်းဆိုင်စကားပြောတဲ့အချိန်မှာတုံးထားတဲ့ lighting မိအလင်းမောင်တော်တော်မိုက်ပါတယ်ကျွန်တော်ကတော့ဒီစကားထဲမှာအကြိုက်ဆုံးရပြောပါဆိုရင်တော့ lighting မိအလင်းမောင်တုံးထားတာကိုအကြိုက်ဆုံးလို့ပြောလို့ရပါတယ်အဲ့တော့ဒါရုပ်ရှင်ဒီမှာအနှစ်သာရကိုကြည့်ရတဲ့သဘောကျတဲ့သူတွေပြီးရင်တကယ်ရုပ်ရှင်ဇာတ်ကားကောင်းကိုကြည့်ချင်တဲ့သူတွေအတွက်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်